နန်ထင်ရွာမှတစေရဲ့အပိုင်းနှစ်မှာတော့ကောင်းရင်ကအိယာကနေလက်နိုးလာခဲ့ပါတယ်ပြီးတော့ဖုန်းထဲမှာသူရိုက်ထားခဲ့တဲ့ဗီဒီယိုတွေကိုပြန်ကြည့်နေခဲ့တယ်ဒါပေမဲ့ဖုန်းထဲမှာဘာမှမရှိတာကြောင့်အိမ်မက်မက်နေတယ်လို့ပဲထင်သွားခဲ့တယ်ကောင်းရင်ကတက္ကသိုလ်တက်ရတော့မှဖြစ်တာကြောင့်ပျော်ရွှင်နေခဲ့ပါတယ်တက္ကသိုလ်မှာစီးရင်သွားသွင်းဖို့ပြင်ဆင်နေတဲ့အချိန်သတင်းထဲမှာတက္ကသိုလ်တွေကရေကန်ရဲ့ရေတွေကထူးဆန်းစွာနဲ့ပျောက်ဆုံးသွားကြောင်းသတင်းတွေကြီးညာနေခဲ့ပါတယ်ပေါမောက်ခတယောက်ကလည်းမြေအောက်ထဲမှာရေထုတ်နိုင်တဲ့လှိုင်းကူတွေလည်းမရှိဘူးကက်ဆက်နားမှာလည်းရေဆုပ်ဆက်တွေမရှိဘူးကျွန်တော်ကရေရင်းမြစ်ဆိုင်ရာသုတေသနတွေကိုနှစ်ပေါင်း40ကျော်လုပ်ကင်ခဲ့ပေမဲ့ဒီလိုထူးဆန်းတာတွေမကြုံဘူးလို့ထုတ်ပြောခဲ့ပါတယ်အဲ့နောက်ကောင်းရင်ကစီးရင်သွားသွင်းခဲ့ပေမဲ့အဆောင်တွေကလူတွေပြည့်နေတာကြောင့်အရင်ကနေခဲ့တဲ့အဆောင်ဆုပ်စီကိုပြန်ရောက်လာခဲ့ပါတယ်ကောင်းရင်ကလည်းဒေါသတွေထွက်ပြီးထိပ်ပြောင်တဲ့စကားများနေတဲ့အချိန်အရင်ညတုန်းကတွေးခဲ့တဲ့အာခွာကရောက်လာခဲ့တယ်အာခွာကကျန်းကျိုးလူပညာကျောင်းရဲ့ကျောင်းကောင်းဆောင်ပဲဖြစ်ပါတယ်။အာခွာကလည်းဒီနှစ်ကကျောင်းသားတွေကိုပို့ခေါ်ထားတယ်။အဆောင်နေရာမဆန့်တော့တာကြောင့်ကျောင်းသားတစ်တွေအတွက်ယာယီနေဖို့နေရာစီစဉ်ပေးထားကြောင်းပြောပြပြီးအပြင်ထွက်သွားခဲ့တယ်။အဲနောက်ကောင်းရင်နဲ့ထိပ်ပြောင်တို့ထပ်ပြီးစကားများနေကြတဲ့အချိန်ငမဲကောင်ဟွားကြိုင်ကရောက်လာခဲ့ပြန်တယ်။ကောင်းရင်ကလည်းဟွားကြိုင်ကိုမြင်တော့မနေ့ကအဖြစ်ပြက်တွေကိုတတိယသွားခဲ့တယ်။ဒါကြောင့်ကောင်းရင်ကဟွားကြိုင်ကိုအရင်ကတွေ့ဘူးလားလို့တွားမေးတဲ့အချိန်ထူးဆန်းတဲ့နေရာကြီးတစ်ခုကိုရောက်ရှိသွားပြန်တဲ့ခဏကြာတော့ထိပ်ပြောင်ရဲ့ခေါ်တန်းကြောင့်တတိပြန်ရလာခဲ့ပြန်တဲ့ပြီးတော့ကောင်းရင်ကသူမြင်တဲ့အရာတွေကိုပြောပြနေခဲ့တယ်ဒါအပြင်အရင်ညကအကြောင်းတွေကိုနမဲကောင်ကိုပြောပြနေခဲ့တဲ့ထိပ်ပြောင်ကလည်းနမဲကောင်ကိုလှုပ်ရှားရှိတာတွေတွားလုပ်ခိုင်းခဲ့ပါတယ်ထိပ်ပြောင်ကစည်ရင်သွင်းဖို့အတွက်ကောင်းရင်ကိုမှတ်ပုံတင်ကိုတောင်းယူကြည့်ခဲ့တယ်တဲ့နောက်ထိပ်ပြောင်ကကောင်းရင်ရဲ့မွေးနေ့ကိုကြည့်ပြီးဗီဒီယိုတွက်ကြည့်တဲ့အခါကောင်းရင်ကိုဒီအင်ကြီးကရွေးချယ်လိုက်မှန်းသိသွားခဲ့ပါတယ်။လမ်းကြားထဲမှာလည်းလူတစုကရောက်ရှိနေခဲ့တယ်ရောက်နေတဲ့အကြောင်းရင်းကတော့ထိပ်ပြောင်ကသူတို့ရဲ့မျိုးရိုးအမွေနှစ်တွေကိုရောင်းဖို့ညှင်းဆန်နေတာကြောင့်ဝင်ရောက်တိုက်ခိုက်ဖို့ပဲဖြစ်ပါတယ်။ခဏကြာတော့ကောက်ရိုးဝစ်စုံတဲ့လူတယောက်ကရောက်ရှိလာခဲ့တဲ့ဒီတဲခုခန်းမှာအလွှာ9ကရှိတဲ့အပြင်မြေအောက်မှာလည်းအလွှာ18ထက်ရှိတယ်အဲ့ဒီအောက်ကဘရင်ကိုလှုပ်နှုံးမိလိုက်ရင်ငါတို့ခေါင်းတွေဖြတ်ခံရမယ်လို့ပြောပြီးကြောက်နေခဲ့ပါတယ်။အဲ့နောက်ကောင်းရင်ကကြောင်းတက်ရတော့မယ့်အကြောင်းတွေတွေးပြီးပြောနေတဲ့အချိန်မှာနေရန်ထဲမှာအပေါက်တစ်ပေါက်ကပေါ်လာခဲ့ပြန်တဲ့ကောင်းရင်ကအပေါက်ထဲကိုလက်ထည့်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပြီးသူ့ရဲ့အိမ်မက်ထဲကလူကိုပြန်တွေးခဲ့တယ်ခဏကြာတော့အဲ့လူကကောင်းရင်ကိုမောင်းထုတ်လိုက်တာကြောင့်ကောင်းရင်ကလက်နိုးလာခဲ့တယ်ကောင်းရင်ကလည်းပင်မနေတာကြောင့်ထူးဆန်းတဲ့အိမ်မက်တွေမက်နေတာဖြစ်မယ်လို့ထင်နေခဲ့ပါတယ်ခဏကြာတော့နန်ကုန်းဝန်လို့ခေါ်တဲ့မိန်းမတယောက်ရောက်လာပြီးဒီအိမ်ကနေထွက်သွားဖို့ပြောခဲ့ပါတယ်ထိပြောင်ကလည်းလီရီတိုက်နေတာကြောင့်မိုးရွာတော့မယ်လို့ထင်ပြီးအဝတ်တွေသွားယူဖို့လုပ်တဲ့အခါလူတယောက်ကလာရောက်တိုက်ခိုက်ခဲ့ပါတယ်ကောက်ရိုးဝစ်စုံတဲ့လူနာမယ်ကမတေမျိုးတစ်ဝက်ဖြစ်တဲ့တန်းပန့်ရှမ်းပဲဖြစ်ပါတယ်အဲနောက်မှာတော့ထိပြောင်ကကောက်ရိုးလူရဲ့ဖမ်းတာကိုခံလိုက်ရပါတယ်ကောက်ရိုးလူကလည်းငါကလူနဲ့တူလားနတ်ဖျားနဲ့တူလားလို့မေးပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုပြသလိုက်ပါတယ်ပြီးတော့မြေအောက်လွှာ18ထက်ကပစ္စည်းကိုလိုချင်တယ်လို့ပြောခဲ့ပါတယ်ဒီတော့ထိပ်ပြောင်ကကောက်ရိုးလူကိုပြန်တိုက်ဖို့ကြံစီလိုက်ပါတယ်နောက်တစ်ခါမှလည်းအန်လုံးဖေးလို့ခေါ်တဲ့လူတစ်ယောက်ကရောက်လာခဲ့ပါတယ်အဲ့ချိန်ငမဲကောင်ကစောင်းကြုံပြီးပုံနေခဲ့တယ်ဒါကြောင့်အန်လုံးဖေးကလူမရှိဘူးထင်ပြီးနောက်တစ်ခါကိုတွားဖို့လုပ်ခဲ့တယ်အဲ့ချိန်ငမဲကောင်ကအလစ်ဝင်တိုက်ခဲ့ပါတယ်တစ်ဖက်မှာလည်းကောင်းရင်ကဒဏ်ရာနှင်းငယ်ရသွားခဲ့ပြီးအခန်းထဲကနေထွက်သွားဖို့ပြင်လိုက်ပါတယ်ဒီတော့နန်ကုန်းဝန်ကစာအုပ်တွေလှန်ကြည့်နေတဲ့အချိန်ကောင်းရင်ကရုတ်တရက်အဝတ်အိတ်ကြီးနဲ့ကောက်ရိုက်လိုက်ပါတယ်ဒါကြောင့်နန်ကုန်းဝန်ကဒေါသထွက်သွားပြီးလိုက်ချနေခဲ့တယ်အဲ့လိုနဲ့ကောင်းရင်ကပြေးလွှားရင်းအာခွာခန်းထဲကိုရောက်သွားခဲ့တယ်ဒီလိုနဲ့အာခွာနဲ့နန်ကုန်းဝန်တို့တိုက်ခိုက်ခဲ့ကြတယ်အာခွာကတိုက်ခိုက်ရေးပညာတွေကိုကျွမ်းကျင်တဲ့လူဖြစ်နေခဲ့တယ်တစ်ဖက်မှာလည်းထိပ်ပြောင်ကကောက်ရိုးလူကိုပြန်တိုက်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးတစ်ဖက်မှာတော့အာခွာကနန်ကုန်းဝမ်းကိုရှေ့ပြင်းပြီးအနိုင်ရခဲ့ပါတယ်အဲ့အချိန်နမဲကောင်ကတော့အန်တုံဖေးကိုလိုက်ချနေခဲ့တယ်အဲ့လိုလိုက်တိုက်ခိုက်နေရင်ကောက်ရိုးလူနဲ့တွေ့ပြီးအန်တုံဖေးကအသက်ခံလိုက်ရပါတယ်နမဲကောင်ကတော့အနီရောင်သွေးတွေကိုမြင်ပြီးတတိလက်သွားခဲ့တယ်အဲ့နောက်ကောက်ရိုးလူကထိပ်ပြောင်စီကယူလာတဲ့လက်စွပ်တွေကိုတုံပြီးမြေအောက်လွှာ18ထက်ကိုတွားဖို့လုပ်ခဲ့တယ်ဒါပေမဲ့သူလိုချင်နေတဲ့အရာကမြေအောက်မှာမရှိဘဲအပေါ်မှာရောက်နေတာကိုသတိထားမိခဲ့တယ်။ဒါကြောင့်ကောက်ရိုးလူကကောင်းရင်တို့ရှိတဲ့အခန်းထဲကိုရောက်လာခဲ့တယ်။ဒါအပြင်ကောက်ရိုးလူကအာဝါကိုတက်ပစ်လိုက်ပါတယ်။ကောင်းရင်ကဒီဖြစ်ရက်ကိုမြင်တော့နှလုံးခုန်တုံးတွေမြင်လာခဲ့တယ်။ကောက်ရိုးလူကလည်းကောင်းရင်စီကထူးဆန်းတဲ့အရာတွေကိုမြင်တော့ထာဝရအသက်ရှင်နိုင်တော့မယ်လို့ပြောပြီးကောင်းရင်ကိုလိုက်တိုက်ခိုက်နေခဲ့တယ်။ကောင်းရင်ကလည်းကြီးလွှားရင်အပေါ်ဆုံးထက်ကိုရောက်လာခဲ့တယ်။ကောက်ရိုးလူကလေးလက်နဲ့ပစ္စည်းတွေနဲ့ကောင်းရင်ကိုပြစ်ပေါက်ခဲ့ပေမဲ့ကောင်းရင်ကရုတ်တရက်ခွန်အားတွေတိုးလာတဲ့အပြင်ဒဏ်ရာတွေလည်းပျောက်သွားခဲ့တယ်။အဲနောက်ကောက်ရိုးလူကရောက်လာခဲ့ပြီးမင်းကိုထဲမှာထက်ရွှေရဲ့စွမ်းအားတွေပြည့်ရှံနေတဲ့မင်းကိုထဲကထူးခြားချက်တွေကိုအိမ်ထဲဝင်လိုက်တာနဲ့ခံစားမိတယ်လို့ပြောပြီးကောင်းရင်ကိုထဲကစွမ်းအားတွေကိုစုပ်ယူနေခဲ့ပါတယ်။အဲ့လိုနဲ့ကောင်းရင်ကတေးဆုံးတော့မဲ့အချိန်မှာလူတစ်ယောက်ကရောက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ထိပ်ပြောင်ကသူ့ရဲ့ဘိုးဘေးကိုပူဇော်နေခဲ့ပါတယ်။အဲ့ချိန်ကောင်းရင်စီကိုရောက်လာတဲ့လူကတော့ပချီကားတဲ့ကလူတစ်ယောက်ပဲဖြစ်တယ်။ကောက်ရိုးလူကလည်းဒီလူကိုမြင်တော့ကျန်းနံဘရင်ကိုအယိုသေးပေးပါတယ်လို့ပြောနေရင်အပိုင်းနှစ်ကပြီးဆုံးသွားခဲ့တယ်။ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။